အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဇာနေအောင် YouTube နဲ့ Facebook Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ဇာနေအောင်ပါကျွန်တော်ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့လင်းရဲ့စစ်စစ်ကမာမှာရှိတဲ့ကျွန်တော်အလေလွင့်ရှင်မျိုးအကြောင်းပဲဖြစ်ပါတယ်ကျွန်တော်အတူကျုံအပြည့်တော့ကျွန်တော်တင်မှုလို့ခေါ်ပါတယ်တင်မှုဆိုတာကကျွန်တော်ပထမဆုံးတီကတော့ကျွန်တော် transpiration ဖြစ်ပါတယ် I ဆိုတာကတော့ကျွန်တော် inventory M ဆိုတာကတော့ကျွန်တော် motion W ဆိုတာကတော့ကျွန်တော် weighting ပထမဆုံး O ကတော့ကျွန်တော် over production ဖြစ်ပါတယ်ဒုတိယ O ကတော့ကျွန်တော် over processing ဒီဆိုတာကတော့ကျွန်တော်တို့ defect နဲ့နောက်ဆုံး S ကတော့ကျွန်တော်တို့ scale ပဲဖြစ်ပါတယ်ကျွန်တော်လုပ်ငန်းခွင်တွေမှာရှိတဲ့ဒီအနေနဲ့တွေကိုကျွန်တော် short ချခြင်းအပြင်ကျွန်တော်တို့ရဲ့ control လုပ်နိုင်စွမ်းတွေတိုးတက်လာမယ်ကျွန်တော်တို့ရဲ့ဈေးတွေရောကျလာမယ်ဒီလိုမျိုးဖြစ်လာတဲ့အမြတ်ကျွန်တော် customer တွေရဲ့စိတ်ကျဉ်တဲ့မှုကိုကျွန်တော်ပို့ပြီးတော့ရရှိလာမှာလည်းဖြစ်ပါတယ်ဒီနေ့ခေတ်စီးပွားရေးအခြေအနေမှာကျွန်တော်တို့ customer တွေရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ပစ္စည်းတွေထုတ်လုပ်တာတွေလုပ်ငန်းခွင်တွေမှာချမှတ်ထားတဲ့ procedure တွေတိုင်းနိုင်နိုင်ဆောင်ရွက်တာတွေလုပ်ငန်းခွင်စဉ်ဆက်မပြတ်တိုးတက်ဖို့အတွက်ကို lean အခြေခံမူတွေကိုကျွန်တော်အကောင့်တွေပေါ်ခြင်းအပြင်ဝန်ထမ်းတွေရဲ့လုပ်လို့နိုင်စွမ်းတွေတိုးတက်လာမယ်ကျွန်တော်အနေနဲ့တွေရောကြလာမယ်ကျွန်တော်လုပ်ငန်းခွင်တွေမှာရှိတဲ့ workflow တွေကကျွန်တော်ကောင်းကောင်းမွန်မွန်နဲ့အခြေဆက်မိပြီးကျွန်တော်တို့လှုပ်ဆောင်လာနိုင်မှာလည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးမှာတော့တင်မှုတွေကပထမဆုံးတည်ဖြစ်တဲ့ transportation weight အကြောင်းကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ် transportation weight ဆိုတာကလုပ်ငန်းခွင်တွေမှာကျွန်တော် value မတိုးဘဲနဲ့ကုန်ပစ္စည်းတွေကိုတနေရာနေတနေရာကိုကျွန်တော်မလိုအပ်ဘဲနဲ့ရွှေ့ပြောင်းနေခြင်းပဲဖြစ်ပါတယ်ဒီလိုရွှေ့ပြောင်းနေခြင်းအပြင်ကျွန်တော်ကုန်ကျစရိတ်တွေတိုးတက်လာမယ်အချိန်တွေကျွန်တော် delay တွေဖြစ်လာမယ်ပစ္စည်းတွေကိုရွှေ့ပြောင်းနေတဲ့ပစ္စည်းမှုအန္တရာယ်တွေကျွန်တော်ကြုံတွေ့လာမှာလည်းဖြစ်ပါတယ် transportation weight ကိုကျွန်တော် short ချမယ်ဆိုလို့ရှိရင်ကျွန်တော်လုပ်ငန်းခွင်တွေမှာရှိတဲ့ပစ္စည်းရွှေ့ပြောင်းတဲ့ဟာတွေကိုကျွန်တော်အကောင်းဆုံးလုပ်ဆောင်မယ်လုပ်ငန်းခွင်တွေမှာ၄ယောက်တွေကိုကျွန်တော်အကောင်းဆုံးလုပ်ဆောင်မယ်လုပ်ငန်းခွင်တွေမှာမလိုအပ်ဘဲနဲ့ရွှေ့ပြောင်းတာတွေကိုကျွန်တော် short ချမှာလည်းဖြစ်ပါတယ် transportation ကိုကျွန်တော်စက်ရုံတွေဝယ်ရောက်တွေရဲ့အလုပ်လုပ်ပုံကိုကျွန်တော်အခြေခံပြီးတော့နားလည်ပြန်ရှင်းပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့စက်ရုံတွေဝယ်ရောက်တွေအတွင်းမှာကုန်ပစ္စည်းတွေကိုတည်ယူရွှေ့ပြောင်းတာကကျွန်တော်တန်ဖိုးတိုးလာတာမဟုတ်ပါဘူးဒီလိုမျိုးတည်ယူရွှေ့ပြောင်းခြင်းအပြင်ကျွန်တော်အချိန်တွေလူဝင်အားတွေကုန်ကျစရိတ်တွေကကျွန်တော်တိုးလာမှာပဲဖြစ်ပါတယ်စက်ရုံတွေဝယ်ရောက်တွေမှာ transportation weight ဆိုတာကျွန်တော်ဘာတွေဖြစ်နိုင်မလဲဥပမာအားဖြင့်ကျွန်တော်၄ရောက်မကောင်းတဲ့ကိစ္စရက်တွေစက်ရုံတွေမှာဆိုလို့ရှိရင်ကျွန်တော် raw material store ကိုစက်ရုံရဲ့အနောက်မှာထားမယ် production line ကိုကျွန်တော်စက်ရုံရဲ့အရှေ့မှာထားမယ်ဆိုကြပါစို့ကုန်ပစ္စည်းတစ်ခုကျွန်တော်ထုတ်လုပ်မယ်ဆိုရင် raw material store ကိုကျွန်တော်သွားပြီးတော့ကုန်ကျပစ္စည်းတွေကိုကျွန်တော်အချင်းချင်းခါခါကျွန်တော်ထုတ်ရမှာပဲဖြစ်ပါတယ်ဒီလိုမျိုးထုတ်တဲ့အခါမှာကျွန်တော် set တွေ manpower တွေကိုကျွန်တော်သုံးရမှာပဲဖြစ်ပါတယ်ဒီလိုမျိုးသုံးတဲ့အတွက်ကျွန်တော် set တွေရဲ့ CCA တွေကျွန်တော်တိုးတက်လာမယ် manpower တွေပို့သုံးရမှာပဲဖြစ်ပါတယ်ဝယ်ရောက်တွေမှာဆိုလို့ရှိရင်ကျွန်တော် first moving item တွေကိုဝယ်ရောက်ရဲ့အနောက်မှာကျွန်တော်ထားမယ်ဆိုကြပါစို့အဲ့ဒါဆိုရင်အဲ့ဒီပစ္စည်းတွေကိုကျွန်တော်နေ့စဉ်နေ့တိုင်းကျွန်တော်အကြိမ်များများနဲ့ကျွန်တော်ထုတ်ရမှာပဲဖြစ်ပါတယ်ဒီလိုမျိုးထုတ်တဲ့အတွက်ကျွန်တော် set တွေ manpower တွေကျွန်တော်ပို့သုံးရမှာပဲဖြစ်ပါတယ်ဒါတွေကကျွန်တော်တို့ value တိုးလာတာမဟုတ်ပါဘူးကျွန်တော်တို့ waste တွေနဲ့ကျွန်တော်တို့ risk တွေတိုးလာတာပဲဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ warehouse တွေမှာ picking route မကောင်းတဲ့ကိစ္စရက်တွေအဲ့လိုမျိုးဖြစ်တဲ့အတွက် picker တူအနေနဲ့ကျွန်တော် order တစ်ခုကိုထုတ်တော့မယ်ဆိုရင် warehouse အရှေ့ကနေ warehouse အနောက်ကိုကျွန်တော်လမ်းလျှောက်ပြီးတော့ပစ္စည်းထုတ်ရမယ်ဆိုကြပါစို့အဲ့ဒါဆိုရင်ကျွန်တော်အချိန်ကုန်မယ်လူပင်ပန်းမယ်ကျွန်တော် error တွေဖြစ်နိုင်ပါတယ်ပြီးလို့ရှိရင်ကျွန်တော် staging area တွေမရှိတာ display area မတိုင်ခင်ပစ္စည်းတွေကိုကျွန်တော်တို့ store ကနေ packing area နဲ့ store ကျွန်တော်အချိန်ကြီးပစ္စည်းတွေရွှေ့ပြောင်းတဲ့အခါမှာမလိုလားအပ်တဲ့ကျွန်တော် transportation way တွေကျွန်တော်အချိန် delay တွေကျွန်တော်ဖြစ်လာနိုင်ပါတယ်နောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ warehouse တွေအတွင်းမှာပစ္စည်းတွေကိုနေရာမှားပြီးထားတဲ့ကိစ္စတွေဖြစ်ပါတယ်ဒီလိုမျိုးပစ္စည်းတွေကိုကျွန်တော်နေရာမှားပြီးထားလိုက်တဲ့အတွက်ကျွန်တော်ပစ္စည်းတွေပြန်ရှာရမယ်သူ့ရဲ့နေရာမှန်ကိုကျွန်တော်ပြန်တည်ပြီးတော့မှပြန်ထားရမှာလည်းဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်အချိန်တွေကုန်မယ်ပြီးလို့ရှိရင်ပစ္စည်းတွေကိုပြန်တည်လာတဲ့အတွက်ကျွန်တော်တို့ပစ္စည်းရဲ့ပျက်စီးမှုတွေလည်းကျွန်တော်ဖြစ်ပေါ်လာနိုင်ပါတယ်နောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ external transportation ဖြစ်ပါတယ် supplier တွေရှိရနေပြီးကျွန်တော်ပစ္စည်းလက်ပို့တဲ့အခါမှာ receiving area တွေကျွန်တော် store တွေကိုပစ္စည်းရွှေ့ရမယ်ပြီးတော့မှ store တွေကနေပြီးတော့ကျွန်တော် production line တွေကိုကျွန်တော်ပစ္စည်းတွေပြန်တည်ရမယ်ဒါတွေကကျွန်တော်တို့ transportation weight တွေကျွန်တော်တိုးလာတာပဲဖြစ်ပါတယ် transportation weight တွေကျွန်တော် short ချမယ်ဆိုလို့ရှိရင် supplier တွေရှိရကျွန်တော်ပစ္စည်းလက်ပို့တဲ့အချိန်တည်းက production line နဲ့အနည်းဆက်ဆုံးမှာကျွန်တော်ပစ္စည်းတွေထားမယ်အဲ့ဒီမျိုးလှုပ်ဆောင်လိုက်တဲ့အတွက်ကျွန်တော်ပစ္စည်းထုတ်ယူရတဲ့အခါမှာ transportation weight တွေကျွန်တော်လျော်နှဲလာမှာလည်းဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကျွန်တော် production ဌာနတွေစက်ရုံတွေမှာကျွန်တော် reward တွေကြောင့်ကျွန်တော်ပစ္စည်းတွေပြန်တည်ရခြင်းတွေဖြစ်ပါတယ်ဒါမှဖြစ်တဲ့ပစ္စည်းတွေကျွန်တော် production line တွေစူစီဌာနတွေ reward area တွေကျွန်တော်ပို့မယ်ပြီးတော့မှကျွန်တော်တို့ production line တွေကျွန်တော်ပြန်တည်ရမယ်ပစ္စည်းတွေကျွန်တော်အခါခါတည်ရမှာပဲဖြစ်ပါတယ်အမှားလေးတစ်ခုအတွက်ကြောင့်ကျွန်တော်ပစ္စည်းတွေကို၃နှစ်ချိန်မထက်ကျွန်တော်တို့ပြန်တည်ရမှာလည်းဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ transportation weight ကြောင့်ကျွန်တော်ဖြစ်ပေါ်လာနိုင်တဲ့အားနည်းချက်တွေကိုကျွန်တော်တင်ပြပေးမှာဖြစ်ပါတယ်ပစ္စည်းတွေကိုကျွန်တော်အခါခါတည်ရတဲ့အတွက်ပစ္စည်းတွေရဲ့ပစ္စည်းမှုတွေကျွန်တော်ဖြစ်ပေါ်လာနိုင်တယ်ကျွန်တော်အချိန်တွေ delay ဖြစ်လာနိုင်တယ် safety နဲ့ပတ်သက်တဲ့ကျွန်တော် risk တွေကျွန်တော်တိုးလာနိုင်တယ်ပြီးလို့ရှိရင်ကျွန်တော် manpower ကျွန်တော်ပို့သုံးရမယ်စက်တွေကိုအသုံးပြုရတဲ့အတွက်စက်တွေရဲ့ကုန်ကျစရိတ်တွေစီတွေကျွန်တော်တို့ပို့ပြီးတော့တိုးလာမယ်ပြီးလို့ရှိရင်ကျွန်တော်ဝန်ထမ်းတွေရဲ့အလုပ်လုပ်နိုင်စွမ်းတွေကျွန်တော်လျော်လဲနိုင်မှာလည်းဖြစ်ပါတယ်
နောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့ transpiration weight ကို short ချနိုင်မဲ့နည်းလမ်းတွေကိုကျွန်တော်တင်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးနေကျွန်တော်တို့ layout system တွေကိုကျွန်တော်အကောင်းမှုဆုံးတိစောက်ထားမှာလည်းဖြစ်ပါတယ်ဝယ်ရောက်တွေမှာဆိုလို့ရှိရင်ကိုထားမဲ့ပစ္စည်းတွေနဲ့ကိုက်ညီမဲ့ layout system တွေကိုကျွန်တော်တို့စဉ်းစားပြီးတော့အကောင့်တွေပေါ်ဆောင်ရွက်မှာလည်းဖြစ်ပါတယ်ဥပမာအဖြစ် L shape လား U shape လား I shape လားဒီလို system တွေနဲ့ကျွန်တော်တို့စနစ်ကျနဲ့ကျွန်တော်လုပ်ဆောင်မှာလည်းဖြစ်ပါတယ်စက်ရုံတွေမှာဆိုလို့ရှိရင် production line တွေနဲ့ raw material store တွေကိုအတက်နိုင်တော့ကျွန်တော်အနည်းဆက်ဆုံးမှာထားရမှာလည်းဖြစ်ပါတယ်ကိုသုံးမဲ့ပစ္စည်းတွေကိုကိုနဲ့အနည်းဆက်ဆုံးမှာကျွန်တော်ထားရမှာလည်းဖြစ်ပါတယ် production line တွေနဲ့ raw material store တွေနဲ့နီးကပ်တဲ့အတွက်ကြောင့်ကျွန်တော်ပစ္စည်းထုတ်ရတဲ့အချိန်တွေ transportation weight တွေကျွန်တော်ညှော်နှဲလာမှာလည်းဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ value stream mapping ကိုကျွန်တော်အသုံးပြုရမှာပဲဖြစ်ပါတယ်ကိုပစ္စည်းတွေတည်ယူမဲ့အဆင့်တန်းကိုကျွန်တော်မြင်သာအောင် value stream mapping နဲ့ကျွန်တော်တို့ရေးဆွဲထားရမှာလည်းဖြစ်ပါတယ်မလိုအပ်တဲ့ movement တွေကိုကျွန်တော် short ချရမှာလည်းဖြစ်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ camera system တွေ pull system တွေကိုကျွန်တော်စနစ်ကျနဲ့အကောင်းမှုဆုံးကျွန်တော်တို့တိစောက်ပြီးတော့လွတ်ဆောင်ရမှာလည်းဖြစ်ပါတယ် transportation ဆိုတာကကျွန်တော်တို့အလုပ်လုပ်နေလို့ထင်ရပေမဲ့တန်ဖိုးမထိုးတဲ့အလုပ်ပါစေုံတွေဝယ်ရောက်တွေမှာကွန်ပစ္စည်းတွေကိုကျွန်တော်မကြခဏတည်ယူရှင်းပြောင်းနေတာဟာအလုပ်များနေတာတော့မဟုတ်ပါဘူးကျွန်တော် waste တွေများနေတာပဲဖြစ်ပါတယ်အဲဒါကြောင့်စေုံတွေဝယ်ရောက်တွေမှာကွန်ပစ္စည်းတွေကိုတည်ယူရှင်းပြောင်းနေတာကိုကျွန်တော်မြင်လို့ခင်ဒါတကယ်လိုအပ်လို့လားဆိုတာကိုကျွန်တော်မေးရမှာလည်းဖြစ်ပါတယ်ဒီအချက်တွေကတော့ကျွန်တော်တို့ transportation weight ကို short ချနိုင်မဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ H weight တွေကပထမဆုံး waste ဖြစ်တဲ့ transportation weight အကြောင်းကိုကျွန်တော်တင်ပြပေးပြီးဖြစ်ပါတယ်ကျွန်တော်နောက်ဗီဒီယိုတွေမှာလည်းကြန့်ရှိနေသေးတဲ့ waste အကြောင်းတွေကိုကျွန်တော်တင်ပြပေးမှာဖြစ်တဲ့အတွက်ကျွန်တော် channel လေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့ကိုလည်းဖိတ်ခေါ်ပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်